ဒီတခိုးနှစ်ယောက်ကတော်တော်လေးကိုပါနှက်ကြတာဗျခိုးထားတဲ့ပတ်စံတွေကိုအိတ်ထဲထည့်တင်မဲ့အစားမိန်းကလေးရဲ့ကိုယ်လုံးမှာပတ်တီးတွေနဲ့ကပ်ပစ်လိုက်ကြတာသူမကိုလမ်းလျှောက်နေတဲ့ ATM ဆက်ကြီးတစ်လုံးအဖြစ်ပြောင်းလဲလိုက်တာပေါ့သူမကအပေါ်ကနေကာဝင်ပွားကြီးတစ်ထည်ထပ်ဝတ်လိုက်ပြီးသူတို့နှစ်ယောက်လေးစိတ်ကိုဥတီခဲ့ကြပါတယ်သူတို့ရဲ့အစီအစဉ်ကတော့ရှင်းရှင်းလေးပါပဲမိန်းကလေးကကိုဝင်ဆောင်မျိုးသမီးတစ်ယောက်လိုဟန်ဆောင်မဲယောက်ျားလေးကတော့သူ့ကိုမသိတဲ့လူစိမ်းတစ်ယောက်လို passport စစ်တဲ့နေရာမှာခက်ခွာနေမယ်ပေါ့ passport စစ်တဲ့နေရာမှာမိန်းကလေးကတော့အေးအေးဆေးဆေးပဲဖြတ်သွားနိုင်ခဲ့ပေမဲ့ရဲတွေကယောက်ျားလေးကိုတားလိုက်ပါတယ်မိန်းကလေးမှာတော့ငါတို့တော့အဖမ်းခံရပြီဆိုပြီးထိတ်လန့်သွားတာပေါ့အခုတော့အစစ်အမှန်စိန်ခေါ်မှုကြီးဖြစ်တဲ့လုံခြုံရေးစစ်ဆေးတဲ့နေရာကိုရောက်လာပါပြီမိန်းကလေးကစက်ထဲကနေဖျက်လျှောက်လိုက်တဲ့အချိန်မှာပဲအချက်ပေးတန်ကြီးကကျဲလောင်စွာမြည်လာပါတော့တယ်ယောက်ျားလေးကတော့ကြောက်လွန်းလို့မူးလဲမတက်ပဲအဆောင်ကသူမကိုဆွဲကြိုးလေးဖြုတ်ပေးဖို့ပြောပါတယ်သူမလည်းခက်မြက်မြန်းလေးဖြုတ်ပေးလိုက်ပြီးနောက်တစ်ခေါက်ထပ်လျှောက်ကြည့်တဲ့အခါမှာတော့ဘာအတန်မှထပ်မထွက်လာတော့ပါဘူး